ဒီနေ့ဆိုင်ရကလေးတွေပျော်ဆုံးလေးပေါ့နော်ဘာလို့လဲဆိုတော့လာကုံရင်လာစားထုတ်တယ်လာတဝက်လောက်ရောက်တယ်15ရက်နေ့ရောက်ပြီဆိုလို့ရှိရင်တော့ကိုစူးစမ်းရင်စူးစမ်းတလောက်အားစိုက်ထုံရင်စိုက်ထုတ်တလောက်ပေါ့နော်ကျမတို့အဲ့ဒီကနေ commission လေးတွေပြန်ပြီးတော့သူတို့ကိုပေးတာဖြစ်ပါတယ်ဘာလို့လာလေကိုရွေးလိုက်လဲဆိုလို့ရှိရင်ပြတ်တုံလက်တုံ23ဆိုတာရှိတာကိုသူတို့ကိုဒီလိုလေးမုတ်လေးပေါ့နော်ဝယ်စားလို့ရအောင်ရယ်ပတ်စံလေးလက်ထဲမပြတ်သွားအောင်ရယ်ပေါ့နော်ပြင်ဆင်ပေးထားပါတယ်ဒါလေးကဆိုင်မှာမုတ်တီလာအားပေးကြတဲ့မုတ်ပမာဏရဲ့ order တွေပေါ်မှာမူတည်ပြီးတော့ပေါ့နော်သူတို့များများလေးအားဆိုင်ပြီးလောက်ရလေး order များများရလေးသူတို့ကိုဒါလေးကို reward ပေးတဲ့သဘောပေါ့နော်အများကြီးတော့မဟုတ်ပါဘူးအနေငယ်ပမာဏအနေငယ်စီပေမဲ့သူတို့လည်းမဝယ်စားလို့အဆင်ပြေအောင်ကိုကလည်းသူတို့တွေပြောနေလို့ရှင်စိတ်ချမ်းသာတယ်ကွယ်အားကြောင့်မလို့သူတို့တွေလည်းပြောကိုလည်းပြောရတဲ့လာအလေလေးဖြစ်သွားတာပေါ့နော်ဆိုင်ရညီမလေးတွေကသူတို့ကလည်းလှဖို့လိုတယ်ဆိုတော့ဗောနော်အဖက်သုံးပေးလိုက်တယ်အဲ့တော့ကိုလည်းလှသူတို့တွေကလည်းလှယောက်ျားလေးတွေလည်းနှခမ်းနေဆိုပြီးလှအဲ့လိုတွေဖြစ်ကုန်တယ်ဗောနော်အဲ့ဒါလေးတော့တီးခံပေးပါလို့ GS Baby ကိုချစ်ပေးကြတယ်တူတယောက်စီတော့ customer များကိုအရင်ပဲကျေးဇူးတင်ပါတယ်လို့အားလုံးပဲစိတ်ချမ်းမြေ့ကိုချမ်းမြေ့ရှိကြပါစေနော်အားလုံးပဲတတာပါ